Also for phonic consonant. This is you. This video is for you. Let's learn the correct pronunciation in this lesson. Phonics ကိုကလေးတွေကိုသင်ပေးတဲ့ teacher ဖြစ်ဖြစ်ကလေးတွေရဲ့အုပ်ထိန်းသူမိဘဖြစ်နေရင်ပဲဖြစ်ဖြစ်ဒီအတန်ထွက်လေးတွေကိုဒီလိုထွက်နေမိတယ်ဆိုလို့ရှိရင်တော့ကိုယ်ကလေးတွေကို mispronunciation အတန်ထွက်မှားတွေကို lesson ကမိမှာပဲဖြစ်ပါတယ်။အဲကြောင့်မလို့လင်းနဲ့အတူအတန်ထွက်မှန်လေးကိုပြင်ရအောင် The power went off and I have to come near the camera so that you could see my mouth shape and the lips and the jaw, how it moves, so that you could imitate and produce the correct pronunciation. So that I have to move forward, come forward to the camera. Because as you know, in Myanmar, the lights quite often went off. Yes, let's continue with the lesson. 1. Oxford. သူရဲ့အရှိဆုံးက O လေးက short vowel O ဖြစ်ပြီးတော့အနောက်ကဒုတိယတရကတော့ the ရွှာကိုယူပါတယ် ox အရှိယတရက o အနောက်က x ရဲ့ ending sound ကိုယူမယ်နောက်ဆုံးအတန်ကိုယူမယ်အဲ့တော့ x Oxford ဒုတိယတရက the ရွှာဖြစ်တဲ့အတွက်အားမစိုက်ရပါဘူးအဲ့တော့ Oxford မဟုတ်ဘဲနဲ့ Oxford မှာအောက်ကျသွားမယ်နောက်ကိုနည်းနည်းဆုပ်ပေးမယ်Oxford အတန်လေးကကျဲလိုက်နှိမ့်လိုက်ဖြစ်မယ် Oxford 2 phonics သူရဲ့တရကလည်းပထမအလုံးကလိုပဲ ph နောက်ကတရတန်ဦးလေးက short vowel sound ကိုယူမယ်အဲ့တော့ f ဒီ ph နှစ်ခုပေါင်းရင် digraph တန် f ရပါတယ်အဲ့တော့ ပြီးတော့နောက်က NICS မှာ C နဲ့ S နဲ့ကနှစ်ခုပေါင်းပြီးတော့ X တန်ထွက်မယ် X တန်ထွက်မယ် phonics အဲ့တော့ phonics ကိုသင်နေတဲ့ teacher များ parents များမိဘများတို့ကိုကလေးကို mispronunciation တွေကို lesson မကမ်းဖို့ဒီအတန်ထွက်လေးကိုပြင်ကြရအောင်နံပါတ်3ကလည်း to be honest ကျမတို့ငယ်တွေက market ကြတဲ့စကားလုံး consonant ဖြစ်ပါတယ်သူရဲ့အတန်ထွက်မှန်က consonant ရှေ့ဆုံးကတရလေးက O ကတခြားဟာလေးတွေလိုပဲနဲ့သွားပါတယ်S ရဲ့အနောက်ကတရက the ရွှာဖြစ်ပြီးတော့နောက်ဆုံးကလည်း the ရွှာပဲဖြစ်ပါတယ်အဲ့တော့ consonant consonant မဟုတ်ပါဘူးရှင် 4 will be this one ပြန်ပြန်ပြောလေးရှိတဲ့ vowel သူရဲ့အတန်ထွက်မှန်က vowel ဖြစ်ပါတယ်ဒီ vowel ဆိုတဲ့စကားလုံးထဲမှာရေးထားတဲ့အတိုင်း WEL ရဲ့အတန်နဲ့မထွက်ရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ vowel E က the ရွှာနဲ့သွားပါတယ် vowel မဟုတ်ဘဲနဲ့ vowel ဝရေးချလာတနဲ့သွားပါမယ်ဝရတဝဲဆိုတဲ့ vowel ဆိုပြီးတော့အရှည်ကြီးမဆွဲရပါဘူးရှင်သူ့ရဲ့အတန်ထွက်မှန်ကတော့ vowel well မဟုတ်ဘဲနဲ့ well Number 5 long လို့ကျမတို့သုံးတဲ့စကားလုံးလေးဖြစ်ပါတယ် Okay long vowel short vowel ဆိုတဲ့ဟာကိုသုံးတဲ့အခါမှာကျမတို့က long လို့သုံးလေးရှိတယ်ပေါ့နော်သူရဲ့အတန်ထွက်မှန်က long ဖြစ်ပါတယ် long ဖြစ်ပါတယ် long မဟုတ်ပါဘူးရှင် long ဆိုရင် hound အဲ့လိုဖြစ်သွားမယ်နော်အနီးဆက်ဆုံးအတန်ထွက်တစ်ခုကိုပြောရမယ်ဆိုရင် The power is back oh my god Thanks God. I'm happy to make videos when the power is on. So this is what our country looks like, you know. Song, the chin. Strong. Strong. Wrong. Okay, now take the coup. The mara go le, ကျမတို့တော်တော်များများ wrong လို့ပြောကြတယ်အဲ့ဒါလည်းသူရဲ့အတန်ထွက်အမှန် wrong အဲ့တော့ long strong wrong okay ဒီလောက်ဆိုရင်တော့ကျမတို့ရဲ့ pronunciation လေးတွေအများကြီးတိုးတက်သွားမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ရှင်နောက်ထပ် video တွေမှာပြန်ဆောင်ရအောင်ဒီ video လေးကကိုယ့်အတွက်အကျုံးဝင်တယ်ဆိုလို့ရှိရင်လည်းကျမရဲ့ channel လေးကို like follow share လုပ်ပေးခဲ့လို့ရသလိုကိုယ့်အတွက်မရှင်းတဲ့အတန်ထွက်လေးတွေရှိလို့ရှိရင်လည်း comment ထဲမှာမေးလို့ရပါတယ်ရှင် video လေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ် video မှာပြန်ဆောင်ရအောင် bye